အားလုံးပဲမင်္ဂလာပါရှင် Beauty and Health Corner ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အုံတီရဲ့လျှို့ဝှက်ချက်များဖြစ်ပါတယ်လူတော်တော်များများအုံတီရဲ့လျှို့ဝှက်ချက်တွေကိုမသိကြပါဘူးအုံတီဟာလူတွေအတွက်ကောင်းမွန်ထူးခြားတဲ့အစာတစ်မျိုးဖြစ်ပါတယ်အထူးခြားဆုံးကလူအသက်ကိုယ်တောင်ကယ်တင်နိုင်စွမ်းရှိတဲ့အသီးဖြစ်ပါတယ်အုံတီဟာသွေးတွင်းတကြားဓာတ်ကိုတည်ငြိမ်စေနိုင်စွမ်းရှိခြင်းကိုလက်စထရောကိုလျှော့ချပေးနိုင်စွမ်းရှိခြင်းရေဓာတ်ကိုထိမ့်သိမ့်ပေးခြင်းနဲ့အရေးပေါ်သွေးရည်ကြီးတွင်းဖို့လိုအပ်နေသူများကိုတောင်မှအုံရည်ဖြင့်အစာသွင်းကုသပေးနိုင်ခြင်းစတဲ့အုံတီရဲ့အသုံးဝင်အရေးပါပုံကိုသိရှိသူမှလူအနည်းစုလောက်သာရှိပါတယ်ခေတ်ပေါ်ဈေးတုတေသနာပြုသူများကလည်းအုံတီဟာကျန်းမာရေးအတွက်အလွန်အကျိုးပြုစေနိုင်သောအသီးဖြစ်ကြောင်းလေ့လာတွေ့ရှိရပါတယ်အုံရည်အုံတီထဲမှာအုံရည်ဟာလူအသက်ကိုကယ်တင်ပေးနိုင်စွမ်းရှိပုံနဲ့ပတ်သက်ပြီးအကောင်းဆုံးသက်သေတစ်ခုကိုပြောပြရမယ်ဆိုရင်ဒုတိယကမ္ဘာစစ်အတွင်းက Pacific ဒေသစစ်ပွဲတွေမှာစစ်သားတွေအများအပြားဒဏ်ရာရကြတဲ့အခါအရေးပေါ်တွေးသွင်းဖို့လိုအပ်နေပြီမဲ့စစ်မြေပြင်ဖြစ်တာကြောင့်တွေးရည်ကြီးပလင်းတွေကိုအချိန်မီရရှိဖို့အခက်အခဲဖြစ်နေချိန်မှာဆရာဝန်တွေဟာအုံတီနုတွေကတန့်စင်တဲ့အုံရည်ကိုသွေးရည်ကြီးအစားထိုးသွင်းကုသပြီးအသက်ကယ်ခဲ့ရတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။အုံရည်ဟာလူခန္ဓာကိုယ်ရှိသွေးရည်ကြီးနဲ့ထပ်တူနီးပါးတူနေပြီးသွေးအမျိုးအစားအားလုံးနဲ့တင့်တော်တယ်လို့သိရှိရပါတယ်။အုံရည်ဟာဓာတ်တိုးပစ္စည်းပါဝင်မှုများပြားပြီးလူတွေကိုအထူးအကျိုးပြုကြောင်းလေ့လာတွေ့ရှိရပါတယ်။ကိုလက်စထရောကိုကျဆင်းစေခြင်းအစာချေနိုင်စွမ်းမြင့်မားစေခြင်းအရေးပြားတုံခြင်းကိုကာကွယ်ပေးနိုင်ခြင်းသွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးခြင်းဗိုင်းရပ်စ်ပိုးများကိုကာကွယ်တိုက်ဖျက်ခြင်းဆဲလ်အသစ်များကိုတိုးပွားစေခြင်းဟော်မုန်းကိုထိန်းချုပ်ပေးခြင်းကိုယ်အလေးချိန်ကိုလျှော့ချပေးနိုင်ခြင်းအာဟာရဓာတ်နဲ့အောက်ဆီဂျင်စုကိုဆဲလ်များအတွင်းပို့ဆောင်ပေးနိုင်ခြင်းဇီဝရုပ်ဖြစ်ပျက်ခြင်းကိုတိုးတက်စေခြင်းယောဂများကိုခုခံကာကွယ်ပေးခြင်းမှတ်ဉာဏ်ချို့ယွင်းမှုကိုကာကွယ်ပေးခြင်းဘက်တီးရီးယားများကိုသိစေနိုင်ခြင်းစတဲ့အကျိုးဆက်များစွာကိုပေးနိုင်တဲ့အတွက်ကျန်းမာရေးအတွက်အဖိုးတန်တဲ့အုံတီဖြစ်ပါတယ်။အုံတီအနုတွင်တန့်စင်ကောင်းမွန်သောမပြေဝစီများပါဝင်တဲ့အတွက်အုံတီအရင်တက်စားရင်အစီပါဝင်မှုမုံနည်းပါပါတယ်။ထို့ကြောင့်လည်းကျန်းမာရေးအတွက်စဉ်းစားပြီးအုံတီတစ်လုံးကိုဝယ်ယူမယ်ဆိုရင်အုံတီအနုကိုရှာဖွေဝယ်ယူတဲ့နယ်လို့သိရှိရပါတယ်။အုံတီအနုအရင်ရွေးချယ်ပုံမှာအုံတီအနုဒီခက်စိမ့်စိမ့်အယောင်ရှိပြီးအုံတီအရင်မှာအစိမ်းရောင်နေပါပြီးအညူခက်ဖြတ်ဖြတ်အယောင်ရှိတတ်ပါတယ်။အုံစီအုံတီကနေရရှိတဲ့အုံစီကလည်းအလွန်အကျိုးများတဲ့ဆေးကုသမှုဆိုင်ရာပစ္စည်းအဖြစ်သုံးစွဲနိုင်ပါသေးတယ်။အုံစီကအားလုံးသိကြတဲ့အတိုင်းသပင်တန်စွမ်းနှက်မောင်ကိုအလွန်ကောင်းမွန်တဲ့တဘာဝအားဖြည့်စေဖြစ်ပါတယ်။အုံစီဖြင့်ဦးကောင်းကိုမှန်မှန်နှိမ့်နေပေးပါကဥယေပါပေါ်တွင်ဖြစ်တတ်သောဘောက်နှင့်ဥယေပြား6တွေ့ခြင်းတို့ကိုကာကွယ်နိုင်ပါတယ်။ပျက်စီးနေသောသပင်များကိုလည်းပြုပြင်ထိန်းသိမ်းဖို့အတွက်အုံစီမှာအလွန်ကောင်းမှုအဆင်ပြေပါတယ်။ထို့ကြောင့်လည်းအုံစီကိုသပင်ပြုပြင်ရေးပစ္စည်း၊ပေါင်များကာကွယ်သောပစ္စည်းအဖြစ်နည်းမျိုးစုံဖြင့်ထုတ်လုပ်ကြပါတယ်။နောက်ထပ်အသုံးဝင်သောအချက်မှာအုံစီလေးတွားပိုးစားခြင်း၊တွားယောဂများဖြစ်ခြင်းတို့ကိုကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။အုံစီအနှဲငယ်ကိုတဖုံးနဲ့တွားတို့တွင်အမြဲပုတ်တိုက်ပေးပါကတွားများကိုပုံမခိုင်ပါစေတယ်လို့ဖော်ပြထားပါတယ်။အုံစီရဲ့အခြားအသုံးဝင်ပုံမှာ6တွေ့သောအရေးပြားများအတွက်အကောင်းဆုံး moisturizer ဖြစ်ပါတယ်။အုံစီကိုအရေးပြားပေါ်လိမ့်ပြီးနှိမ့်နေပေးပါကအသားပတ်ခြင်း6တွေ့ခြင်းအကွဲခြင်းများမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အရေးပြားတုံခြင်းကိုလည်းနှောင့်နှေးစေတယ်လို့သိရှိရပါတယ်။အုံစီပါဝင်တဲ့အရေးပြားစောင့်ရှောက်ပစ္စည်းများဖြစ်တဲ့ဆက်ပြားအသားလာလိမ့်စီလူးစီခရင်စသည့်အပြားပြားကိုထုတ်လုပ်ကြပါတယ်။ထီကိုက်ရှာနာများအတွက်လည်းအုံစီဟာဆေးဝါးတလက်အဖြစ်အထောက်အကူပြုနိုင်ပါသေးတယ်။ဒဏ်ရာပေါ်မှာအုံစီကိုလိမ့်ပေးခြင်းအပြင်ပြင်ပမှာဖုံများဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်များမဝင်ရောက်နိုင်အောင်အလွှာပါးလေးအဖြစ်ဖုံးအုပ်ထားစေပါတယ်။အုံစီဟာဒဏ်ရာပေါ်မှာပျက်စီးသွားသောတစ်ရှူးများကိုအမြန်ဆုံးပြန်လည်ကောင်းမွန်စေနိုင်စွမ်းရှိကြောင်းသိရှိရပါတယ်။အုံစီဟာဘက်တီးရီးယားများဗိုင်းရပ်စ်များအရေးပြားပေါ်တွင်ဖြစ်တတ်သောမှုများစသည်တို့ကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
အုံးတီးကနေထုတ်လုပ်တဲ့အုံးနို့အုံးမုတ်အုံးတီးဖက်စသည်တို့ဒီလည်းအစားအသောက်များဟင်းလျာများမုတ်များချက်ပြုတ်ရာတွင်အသုံးပြုကြပါတယ်တချို့သောနိုင်ငံများတွင်အုံးတို့မှာဟင်းလျာအတော်များများတွင်မပါမပြီးအသုံးပြုကြတဲ့အရသာထူးကဲကောင်းမွန်စေတော့ဟင်းချက်ပွဲတစ်မျိုးဖြစ်ပါတယ်မြန်မာနိုင်ငံတွင်တော့ဟင်းချက်ရာတွင်အသုံးပြုမှုနည်းပါးတော့လဲမြန်မာမုတ်တော်များများတွင်အုံးတို့ပါဝင်တတ်ပါတယ်အုံးရည်မှာကျန်းမာရေးအတွက်အထောက်အကူများစွာဖြစ်စေနိုင်တော့လဲအုံးတို့နှင့်ပြုတ်လောက်တော့အစားအသောက်များအလွန်ကျွံစားသုံးပါကသွေးတိုးယောဂသမားများအတွက်အလွန်အန္တရာယ်ကြီးပါတယ်ကျန်းမာရေးအတွက်အုံးရည်များများတောက်ပြီးအုံးစီများများလိမ့်လို့အုံးတို့ကိုတော့တင်းတင်းယုံတာစားဖို့တိုက်တွန်းလိုက်ပါရစေနော်ဤ channel ဒီတင်တို့အတွက်အကျိုးရှိသောဗီဒီယိုများကိုနေ့စဉ်တင်ဆက်ပေးနေသောကြောင့်နောက်ထပ်ဗီဒီယိုအသက်များတင်ရင်သိရှိနိုင်စေဖို့